380နဲ့300ဝန်းကျင်ကြားမှာရွေးလို့ရမယ်ဒီ Longines Hydra Conquest ကမိုက်လာပေါ့နော်ဒီဟာလေးကိုကျွန်တော်အကောင့်ချက်ကိုစိုးချက်ကို review လုပ်ပြီးတော့ဖြစ်ပါတယ်ခင်ဗျာ Hello everyone this is Scott so ဒီနေ့ကတော့ပေါ့နော်ဒီနိုင်ဒီမှာကျွန်တော်တို့ပေါ့နော်30 40ဝန်းကျင်ဆိုရင် Tit Sort တို့ C9 တို့ရှိမှာပေါ့နော်ဒီ50နဲ့100ကြားဆိုရင်ကျွန်တော်တို့ Longines တွေကိုပို့ပြီး recommend ပေးတယ်ဘာလို့150ကျော်ကြရင်ကျွန်တော်ထူတော်တွေဘာတွေပို့ကြိုက်တယ်ပေါ့နော်ဒီထဲမှာဒီ Longines Hydra Conquest ကမိုက်လာပေါ့နော်ဒီဟာမှာဘလို့ကောင်းချက်နဲ့စိုးချက်ကိုကျွန်တော်တို့ပြောပြတော့ဖြစ်ပါတယ်ဒီဟာလေးက2026မှာထွက်ခဲ့ပြီးမှအရန်ကိုပေါ့နော်လူတွေကြားမှာအရန်ကို hot တဲ့ထဲမှာပါတယ်ပေါ့နော်ဒီ dive watch ထဲမှာတော်တော်လေးကိုနာမည်ကြီးပြီးနိုင်ငံခြားမှာလည်းတအားကို hot နေပေါ့နော် reviewer တွေကြားမှာလည်းတကယ်လဲမိုက်လားဆိုရင်ကျွန်တော်ဒါလေးကိုပထမဆုံးကောင်းချက်ကိုကျွန်တော်ရေးပြပြမယ်ပေါ့နော်ပထမဆုံးကတော့ 39mm ဖြစ်သွားတာကျွန်တော်တို့ 6.5 လက်မှာပဲရှိတဲ့လက်ကောက်ဝတ်တွေမှာတော်တော်လေးဝတ်လို့အဆင်ပြေသွားပြီပြီးရင်ဒီ ceramic bezel ပါတာကြီးကတော်တော်ကြီးကိုမိုက်လာပေါ့နော်ဒီ80တရားကြားမှာရတာဆိုဘာလို့ကျွန်တော်150ထူတော်တွေတော့မှာ aluminum bezel ပြီးရင် sticker ကတ်ထိုင်ဟာလေးပဲရတာပေါ့နော်ဒီကလုံးဝအဲ့လိုဘယ်လိုပြောမလဲ ceramic bezel ရသွားရတာကြီးကတော်တော်ကြီးကိုထူးခြားချက်ပြီးအရန်ကိုရွေးတင်နေတဲ့မှာပါတဲ့အရန်ကိုအကောင်းဆုံးအချက်တွေမှာပါတယ်ပေါ့နော်နောက်တစ်ခုကပေါ့နော်ဒီ Melanie bracelet ဆိုပြီး mesh bracelet လေးထုတ်လာတွေကမိုက်တယ်ပေါ့နော်ပြီး side edges bracelet လောက်ထားတာက side edges ကို polish လောက်ထားတာပုံမှန်ဆိုရင်ပေါ့နော်ကောင်းတဲ့နိုင်တွေမှာပဲပါတဲ့ဟာပေါ့နော်ပုံမှန်ဈေးကြီးတဲ့နည်းနည်းလေးဈေးကြီးပြီးနည်းနည်းလေး refine ဖြစ်သွားမှဒီဘေးကadjust လေးကို polish လုပ်တာပေါ့နော်ဒီဟာလေးတွေလည်းပါလာမယ်ပြီးတော့ဒီ micro adjustment ပါမယ်ပေါ့နော်ဒီကြိုး shorting လုပ်လို့ရတယ်ပါအဲ့ဒါလေးတော်တော်ကြီးကိုမိုက်တယ်ဒီဟာအားသာချက်ပေါ့နော်နောက်တစ်ခုကတော့ပေါ့နော်300 meter water resistant ရတာကြီးတော်တော်ကြီးကိုမိုက်တယ်ပေါ့နော်ကျွန်တော်တို့ omega တွေမှာ C master တွေမှာရတဲ့ဟာရဲ့ပြီးတော့ဒီထဲကသူတို့ frosted blue dial ဆိုပြီးအဲ့ဒါလေးကလည်းဘယ်လိုပြောမလဲကျွန်တော်ကဒီရောင်လေးချက်ဆိုတော့လူငယ်ပိုဆန်ပြီးမှ tools watch ကိုနည်းနည်းလေး modernize ဖြစ်ပြီးမှနည်းနည်းလေးပေါ့နော် everyday watch လို့ဝတ်လို့ရတဲ့ဟာလေးကဒီ80တရားကျမှတော်တော်လေးကိုမိုက်တယ်ဒီ Longines Hydra Conquest ကပေါ့နော်နောက်တစ်ခုကကျွန်တော်မကောင်းတဲ့ချက်ကိုကျွန်တော်ပြောပါမယ်နော်မကောင်းတဲ့ချက်ဆိုတော့လေကျွန်တော်မကြိုက်တဲ့ချက်ပေါ့ကျွန်တော်ဘယ်သူမှလည်းမစိုးလို့ဒီဟာကဘာလဲဆိုရင်ပေါ့နော်ဒီဟာကဒီဘေးကပုံမှန်ဆိုရင်ကျွန်တော်တို့ထူတော်တွေဘာတွေမှာဆိုရင်ပေါ့နော်ဒီ mirror polish တို့ဒီဘေးဇောင်းလေးဆို polish လုပ်ပေးတာရှိရပေါ့နော်လက်တွေနဲ့အဲ့ဒါတော့လုံးဝနည်းနည်းလေးဟို hand crafted လို့နည်းနည်းလေးပါသွားပြီပေါ့နော် hand polish လုပ်တဲ့ဟာဒါတော့မပေါလုံးဝ CNC ကထုတ်ထားတဲ့ဟာကိုပဲလုံးဝ setting brush လုပ်ထားတာတစ်ခုပဲရှိရပေါ့နော် set နဲ့ပဲ polish လုပ်ထားဖြစ်ပါတယ်ဒီဘေးဟာလေးကနောက်တစ်ခုကဘာလဲဆိုရင်သူကပေါ့နော် EDA movement ကိုတုံးထားပြီးမှသူက COSC certified တော့ရမှာတော့သူ့ရဲ့ movement ကပေါ့နော် movement certified ရမှာတော့သူ့ရဲ့အချိန်တိကျမှုတွေအရန်ကြီးတော့တိကျမနေဘူးဒါတော့ကျွန်တော်ဟိုအတွင်းကဆက်ကြောင်းကျွန်တော်ပြောပြပါတော့ပြီးတော့နောက်က back case ကပွင့်မသွားဘူးပေါ့နော်ဒီ mesh bracelet ရဲ့အားနည်းချက်ကသူကကျွန်တော်တို့အမွှေးရှည်တဲ့လူတွေဆိုအမွှေးညက်တဲ့ပြဿနာကနည်းနည်းလေးဒုက္ခရောက်တယ်ပေါ့နော်ဒီဟာရဲ့ဒါမကောင်းတဲ့ချက်ပေါ့နော်ဒီနာရဲ့ spec ကိုပြောပြပါဆိုရင်သူက L888.5 caliber နဲ့လောက်ထားပြီးမှသူက72 or power serve ရတာဖြစ်ပါတယ်ဒီနိုင်လေးက380တရားကျမှဆိုရင်ကျွန်တော်ကတော့မစိုးတန်နေလို့ထင်တယ်ပေါ့နော်တကောင်မှလုံးမှာနာမည်ကြီးနေပြီမှာဒီ ceramic bezel ပါတာလေးကဒီမှာတော်တော်လေးကိုစားသွားတယ်ဒီ80တရားကျမှဒီရိုက်လည်းတော်တော်လေးကိုစားသွားတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ဒီ300 water resistant လေးနဲ့ tools watch ကိုလုံးဝပေါ့နော်လုံးဝ modern vibe လေးပေးထားပြီးမှလူငယ်စံတာလေးကတော်တော်လေးကိုမိုက်တယ်ဒါကတော့တကောင်မှလုံးမှာနာမည်ကြီးနေတဲ့ဒီ Longines Hydra Conquest ဖြစ်ပါတယ်ခင်ဗျာ See you in the next video and peace out until the next one